ပညတ်တရားဆိုတာကဂျူဒီဖြစ်တယ်လောက်ရမယ်မလောက်ရင်ပြစ်ပေးခံရမယ်လုပ်ကိုလောက်ရမယ်ဒါလောက်မှဒါရမယ်အဲ့ဒါပညတ်တရားအဲ့ဒါဂျူဒီလို့ခေါ်တယ်နော်ဆိုတော့ကျေးဇူးတရားဆိုတာကကြတော့သူက devotion ဖြစ်တယ်နော်နှလုံးသားထဲကလုပ်ကိုလုပ်ရမှာဆိုပြီးကြောက်လို့လုပ်ခြင်းမဟုတ်ပဲနဲ့နှလုံးသားထဲကိုလုပ်ခြင်းလာနှလုံးသားထဲကဟာငါဒီအပြစ်တော့မလုပ်ဘူးငါချစ်တယ်ငါဖခင်ကမကြိုက်ဘူးငါဒီအပြစ်ကိုငါမလုပ်ဘူးဆိုပြီးနှလုံးသားထဲကအလိုလိုနဲ့ရှောင်လာတာအကယ်၍တင်ကကိုကဲတင်ချင်းစိတ်ချမှုရပြီကဲတင်ချင်းရပြီလို့ပြောပြီးတော့ဟာငါကျေးဇူးတရားအောက်မှာနေမယ်ငါအပြစ်ကိုငါကြိုက်တယ်လို့လုပ်မယ်ဆိုတဲ့စိတ်အဲ့ဒီစန္ဒရှိတယ်ဆိုရင်တင်ဟာစစ်မှန်တဲ့ကဲတင်ချင်းကိုမရဘူးတင်ရဲ့ကဲတင်ချင်းကိုပြန်လဲစမ်းစစ်ပါဘုရားသခင်ရဲ့ကျေးဇူးတော်ကိုဘုရားသခင်ရဲ့ကျေးဇူးတရားကိုနားလည်တဲ့သူပါကျေးဇူးတည်တတ်တဲ့သူကကျေးဇူးမကမ်းဘူးကျေးဇူးရှင်ကိုကျေးဇူးမကမ်းဘူးဒါကတော့ကျမတို့လူပတ်ဝန်းကျင်မှာတွေ့ရတဲ့အရာဖြစ်တယ်အဲ့ဒါကြောင့်မလို့နားလေစေချင်တယ်မိတ်ဆွေတမန်ကျမ်းစာကိုကျမပြောပြမယ်နော်ယောမ6:14မှာတင်တို့ဒီပြည့်ညက်တရားအောက်နိုင်မရှိဂျေဇုတရားအောက်နိုင်ရှိသောကြောင့်ဒုစရိုက်အဖြစ်တွေတင်တို့ကိုမအုပ်ဆိုးရနော်ကျမတို့ကဂျေဇုတရားအောက်မှာရှင်သန်တဲ့အခါမှာအပြစ်ကကျမတို့မအုပ်ဆိုးနိုင်တော့ဘူးဘာလို့လဲအထဲမှာတန်ရှင်းသောဝိညာဉ်တော်ကျမတို့ကအားကိုးလာတဲ့အခါမှာတန်ရှင်းသောဝိညာဉ်တော်အဖြစ်ဖျားမကြိုက်တဲ့အရာတွေကိုအလိုအလျောက်နှလုံးသားထဲကိုရှောင်လာတာဖြစ်တယ်အဲ့ဒါဂျေဇုတရားအောက်မှာရှင်သန်ခြင်း walk by the spirit လို့ခေါ်တယ်။အားကြောင့်မလို့မိတ်ဆွေကိုကျမနော်ဒါလေးကိုနားလဲစေချင်တယ်။တမန်ကျမ်းစာကိုတေချာဖတ်ပါ။ပြီးတော့ကျမတို့ဂလာတိခန်းကြီး9အငယ်16မှာဆိုလေဝိညာဉ်တော်အတိုင်းကျင့်ဆောင်လို့ထို့သို့ကျင့်လင်ဇာတိပဂတိအတိုင်းမကျင့်ဘဲနေကြလိမ့်မည်တဲ့။နော်ဆိုတော့ကျမတို့ကကဲတင်ချင်းရပြီးတဲ့ခါမှာလဲဇာတိရှိတယ်။ဇာတိနှလုံးသားရှိတယ်။ဝိညာဉ်နှလုံးသားရှိတယ်ဆိုတော့ကျမတို့ကဝိညာဉ်တော်ရဲ့အလိုအတိုင်းကျမတို့ကကျင့်ဆောင်တဲ့အခါမှာကျမတို့ကဇာတိကမှေးမိန်သွားတယ်။နော်ကျမတို့မကောင်းတဲ့ဇာတိတွေမကောင်းတဲ့စိတ်ဓာတ်တွေမကောင်းတဲ့နော်အရာတွေကတဖြည်းဖြည်းနဲ့မှေးမိန်သွားပြီးတော့ကျမတို့ကတန်ရှင်သောဝိညာဉ်တော်အားကိုးလာတဲ့အခါမှာကျမတို့ကလောကကိုတဖြည်းဖြည်းနဲ့အလိုအလျောက်အောင်နိုင်လာခြင်းကိုကျေးဇူးတော်လို့ခေါ်တယ်။နော်ကျေးဇူးတော်ကိုနားလည်တဲ့သူကလေကိုယ့်အပေါ်မှာကျေးဇူးရှိတဲ့သူကိုကျေးဇူးတင်တဲ့သူကလေကျေးဇူးတင်တဲ့နှလုံးသားကဘယ်တော့မှကျေးဇူးမကမ်းဘူး။အဲ့ဒါကိုကျေးဇူးတော်လို့ခေါ်ပါတယ်ကျေးဇူးတရားဆိုတာနော်အပြစ်ကိုစိတ်ကြိုက်လုပ်ဖို့ပေးတဲ့ license မဟုတ်ပါဘူးကျေးဇူးတော်ဆိုတာကအပြစ်ကိုအောင်နိုင်ဖို့အတွက်တန်ရှင်းသောဝိညာဉ်တော်ကပေးတဲ့အစွမ်းတကူဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ကျေးဇူးတရားကိုရရှိတဲ့သူကျေးဇူးတော်အောက်မှာအသက်ရှင်တော်သူဟာဆိုရင်ပြင်ပဒီစီကန်းနေဒီစီးမြင့်စီကန်းတွေကိုကြောက်ပြီးတော့လိုက်နာရတဲ့သူမဟုတ်တော့ဘဲနဲ့ခရစ်တော်ရဲ့မေတ္တာကိုနားလည်ပြီးတော့အယံကျေးဇူးတင်တဲ့အတွက်ကြောင့်မလို့နှလုံးသားထဲကနေအလိုအလျောက်ဖျားမကြိုက်တဲ့အရာတွေကိုရှောင်လာခြင်းတန်